ကဲ United ကတော့ထပ်ပြီးလှုပ်လိုက်ပြန်ပါပြီ။စူပလာနှလုံးကိုရယူပေးခဲ့တဲ့တန်ဟာကိုထုတ်ပယ်ပြီးတော့ပေါ်တူဂီလိမှာ Special 1လို့တင်စားခံခဲ့ရတဲ့အထိစောဆောင်ရည်တွေကိုပြသခဲ့တဲ့19နှစ်အကြာမှာပထမဆုံးအမပေးချန်ပီယံဆုကိုရယူပေးနိုင်ခဲ့တဲ့ Amorim ကိုအင်းနီယက်တို့မျော်လင့်ကြီးနဲ့ခေါ်ယူခဲ့ကြတယ်။ Amorim ရဲ့ signature formation ဖြစ်တဲ့ 3-4-2-1 formation နဲ့အတူနောက်တန်း3ယောက်ဝင်းဘက်2ယောက်စုစုပေါင်းခန်းစစ်9ယောက်က United တို့အတွက်လုံခြုံစေခဲ့မယ်လို့ထင်ခဲ့ပုံပါပဲ။ဒါပေမဲ့ထင်ထားသလိုဖြစ်မလာခဲ့ပဲ United တို့ဟာအရင်အတိုင်းရုန်းကန်နေရသေးပါ။ဝင်းဘက်ဖြစ်ကစားတဲ့ဒိုကူနဲ့ဒါလော့တို့ကတိုက်စစ်လိုက်ပါနိုင်မှုမရှိသလိုခန်းစစ်တော်လည်းအထောက်အကူမဖြစ်ခဲ့ပါဘူး။ individual အမားတွေကလည်းကန်ဆိုးစေခဲ့သလိုအသင်းရဲ့ခန်းစစ်ဘိုင်းကအားထားရတဲ့နောက်တန်းတွေကကာလာရှီဂျာဒဏ်ရာရရှိခဲ့တာကလည်း Amorim အတွက်စိတ်ပြက်စရာပါ။ဝင်းလင်မှာ Bruno ကနံပါတ်10 row ကနေနောက်ကိုဆင်းကကစားခဲ့ရတာကြောင့်ပဲသူ့ရဲ့အရင်လိုမော်ဆန်တဲ့ပေးပို့မှုတွေဟာပျောက်ဆုံးခဲ့ရပါတယ်။ဒါကြောင့်တိုက်စစ်အတွက်လည်းသွင်းကိုရရှိဖို့ရုန်းကန်ခဲ့ရပါတယ်။ squad တက်မဖြစ်ခဲ့တာကြောင့်အဆင်မပြေပေမဲ့ဒီကစားသမားတွေကိုပဲဆက်ပြီးသုံးနေခဲ့ရပါတယ်။ Amorim ဟာ United ရဲ့နီးပြတွေထဲမှာအဆိုးရွားဆုံးနီးပြဖြစ်တောင်မှတ်တမ်းဝင်ခဲ့ပါတယ်။ Amorim လက်ထက်ပွဲပေါင်း63ပွဲမှာ25ပွဲနိုင်15ပွဲတည်23ပွဲအထိရှုံးနိမ့်က win rate percentage အနေနဲ့ 39.9% သာရှိခဲ့ပါတယ်။ဒါဟာယာယီနီးပြ Run ရဲ့ 38% ဝန်းကျင်နဲ့သိပ်မကွာခဲ့ပါဘူး။တွင်ကို103ကိုပေးကို95ကိုဆိုတာက United လိုအသင်းအတွက်လုံးဝလိုက်ဖက်နေမှုမရှိပါဘူး။ဒီရာသီမှာတိုက်စစ်ပိုင်းအတွက်သာမကပဲခုသမားနေရာပါအပြောင်းလဲပြုလုပ်ပေးခဲ့ပေမဲ့အမှတ်ပေးစရာရဲ့အောက်ဆုံးကအသင်းတွေကိုတော့အနိုင်မကန်နိုင်တဲ့အထိဆိုးရွားခဲ့ပါတယ်။ဒါအပြင် Amorim ဟာအသင်းရဲ့ဘုံပွဲနဲ့ပါပြဿနာတက်ခဲ့တာကြောင့်ပဲယာရုကနေထုတ်ခံခဲ့ရပါတယ်။ဒီလိုနဲ့14လအကြာ United ကိုကင်တွယ်ပြီးတဲ့နောက်မှာ2026 ဇန်နဝါရီလ9ရက်နေ့ United နဲ့ကစားတဲ့ပွဲပြီးမှာတော့ယာရုကနေထုတ်ပယ်ခံခဲ့ရပါတယ်။ဒါဒီနီးပြဖြစ် United ရဲ့ကစားသမားဟောင်းဖြစ်တယ်လို့နီးပြဖွဲ့ဝင်တွေကတရားဖြစ်တဲ့ Fletcher ကတာဝန်ယူကင်တွယ်သွားမှာဖြစ်။သူ့လက်ထက်မှာတော့ United ရလက်ပြန်ကောင်းလာနိုင်မလားကွန်မန့်မှာမှန်းခဲ့ပေးကြပါဦး